ကိုဟာတိတ်တိတ်ပဲရှိတယ်ခိုးနာစရာလည်းရှိဖို့လိုတယ်ပရိသတ်ရဲ့အေးမြတဲ့ဘဝလည်းဖြစ်ဖို့လိုတယ်မှန်ရလားအရေးမရလို့အပူထဲမှာနေရတဲ့သူတွေမရှိဘူးလားနေဘူးတဲ့သွားနေရဘလောက်ပင်မှန်အေးမြတဲ့ရေလေးမှာခိုးပြီးတော့သွားရမယ်ဆိုလို့ရှိရင်တက်တောင့်တက်တာနဲ့လူရခီးရောက်လာမရဘူးလားဒါကြောင့်ပရိသတ်ရေဘုံဘုံတို့ရဲ့ရှောက်လန်းနေရတဲ့ဘဝခရီးလန်းဆိုတာဘုံဘုံဟုတ်ကဲ့ဘူးပါတယ်ဘဝဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်လေးကိုပြောခဲ့ဘူးပါလိမ့်မယ်အဓိပ္ပာယ်တွေကတော့အများကြီးပေါ့နော်ဘဝဆိုတာခရီးသွားနေတာဘဝဆိုတာအတိတ်ဘဝတုန်းကသွားခဲ့တဲ့ခရီးစဉ်တွေလေပရိသတ်ရေတွက်လို့ရလားအနာမတေကောယံဘိကဝေတန္တရောပုဗ္ဗကောတိနပညာယတိခရီးတွေအများကြီးသွားခဲ့ပြီအခုလည်းပဲပြစ္ဆုတ်ပံလူဘဝရောက်လာတရပိတရခရီးသွားနေတာမဟုတ်လားဘယ်လောက်ဒီသွားမှန်သိရလားတတံဂုဏတနေကံဂုဏတနေသေရလို့ဘဝခရီးပြီးသွားပြီလို့မထင်နဲ့အိုးယန္တဘဝနဲ့နိဗ္ဗာန်ကိုမျက်မှောက်မပြုရသေးတဲ့မြတ်ဘုံဘုံတို့အလုံးခရီးသွားရမလားမသွားရဘူးလားဒါကြောင့်ပရိသတ်ရဲ့ဘဝခရီးဆိုတာအစလည်းမတည့်အဆုံးလည်းမမြင်တဲ့ခရီးအဲ့တော့ခရီးသွားတယ်ဆိုတော့ပရိသတ်ရဲ့ပဂတိခရီးလမ်းကိုကြည့်လိုက်စမ်းပါပဂတိခရီးလမ်းမှာလမ်းကောင်းရှိတယ်လို့လမ်းဆိုးမရှိဘူးလားလမ်းဖြောင်းရှိတယ်လို့လမ်းကောင်းမရှိဘူးလားရှိတယ်ဘဝခရီးတန္တရာခရီးသွားနေကြတဲ့ဘုံဘုံတို့လည်းပဲဒီအတိုင်းပါပဲခရီးသွားနေရတယ်ဆိုတာတဲ့ဘေးကင်းရန်ကင်းနဲ့သွားနေရတဲ့ခရီးတော့မဟုတ်ဘူးနော်ဘေးရန်တွေရှိတယ်ဘာတွေရှိလဲမြင်ရတဲ့ဘေးရန်တွေရှိတယ်လို့မမြင်အပ်တဲ့မမှန်းဆနိုင်တဲ့ဘေးရန်တွေကိုရှိလားမရှိဘူးလားဒီကနေ့တနေ့တာမနေ့ပိုးလင်းအေးရပါထားဒီနေ့တာအသက်ရှင်သန်ပြီးတော့ရုန်းကန်လှုပ်ရှားအခုညပိုင်းချိန်ရောက်လာအိတ်ချိန်တန်လို့အိတ်လိုက်တယ်ကြီးစုတင်လိုက်စမ်းပါတနေ့တော့ဘေးရန်ကင်းကင်းနဲ့အသက်ရှင်သန်ခွင့်ရသွားတာဟုတ်လားဘာဖြစ်လို့လဲလို့ဆိုတဲ့အခါကျတော့ပရိသတ်ရေအသက်ရှင်သန်နိုင်ဖို့ဆိုတာဟာဘယ်လိုမှစိတ်ချရတဲ့အနေအထားမရှိဘူးဟောဒီဘဝကြီးကအချိန်မရွေးတင်နိုင်လားမတင်နိုင်ဘူးလားအရွယ်မရွေးနေရာမရွေးအခုအဲ့ဒါတကူတကာတဲ့ကြော်ဖြတ်ပြီးတော့အသက်ရှင်သန်ပြီးတော့တနေ့တာအသက်ရှင်သန်ပြီးတော့အဲ့ချိန်ရောက်လာတာမဟုတ်လားကံကောင်းလိုက်တာတဲ့ကံမကုန်သေးဘူးဟုတ်လားဒါမှလည်းပဲပရိသတ်ရဲ့အိတ်လျရတဲ့ချိန်ကာလမှာကိုယ်ကသာစိတ်ချလက်ချအိတ်တာနော်အမခံချက်ရှိလားမနေရပဲတနေရာသွားပြီးတော့တရားပြီးခဲ့ရသေးတယ်ဘုံဘုံနဲ့ဆက်ဆက်တဲ့အမျိုးနယ်တွေရပါသူ့အမေရောက်လာပြီးတော့မျက်နှာမကောင်းဆရာတော်တဲ့မနေ့ပြန်အားလာဗျာဓမ္မကြီးဘာကိစ္စရှိလို့လဲဒါလေးရဲ့နောက်ဆုံးခီးတွေဆရာတော်ကြွပြီးတော့တရဏဂုံပေးပါဦးဟာဘာသာမှလည်းမကြပါနဲ့ဘလို့ဖြစ်တာတော့တဲ့မှန်ပါပါဗျာတဲ့ညလည်းဒီလိုပဲအိတ်သွားတာပဲမနေ့အိယာကမထလို့သွားလို့တဲ့အခါကျတော့မှမရှိတော့အသက်မရှိတော့ဘလို့မြန်အဲ့ဒီလိုသိမယ်လို့သူကိုယ်တိုင်သိရလားကဲဘုံဘုံရဲ့တပည့်တဲ့အုပ်လေးရဲ့အဖေလေးပဲအဖေလည်းပဲဒီအတိုင်းဒီလက်ကထမင်းနေပါလေစားတော့
ကဲတာဝစဉ်ရှိတဲ့အကြောင်းကိုသွားအောင်မယ်မသွားခင်လေးတကြီးလောက်မေးဦးမှဆိုပြီးတော့ဖျားလေးခင်းပြီးတော့အိတ်လိုက်တာပရိသတ်ကြီးအိယာကမထတော့အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဘဝမှာရှင်သန်ဖို့ဆိုတော့ပရိသတ်ကြီးဘာအမှတ်ခံချက်မှမရှိဧဇေဝကိစ္စမတ္တဗံကိုဇင်ညာမရဏံသူဝေနာယိနောသင်္ကရန္တိနမာတိနိနမိဇုနာအရေးနှစ်ပါးတန်ဖိုးထားဖို့အကြောင်းလေးပြောတာနော်ဘောမွန်တို့သွားနေရတဲ့ဘဝကကြီးဆိုတာဘေးရရန်ဒီအန္တရာယ်ဒီများလာသည့်အတွက်ဒါကြောင့်အချိန်မရွေးအသက်ဘေးကိုကြာရောက်စေတဲ့အန္တရာယ်တွေရှိနေသည့်အတွက်ဒါကြောင့်ဘဝမှာအေးအေးချမ်းချမ်းနဲ့ဘဝခီလံကိုဟိုးပန်းတိုင်းအဆုံးထိရောက်နိုင်ဖို့ရန်အတွက်ဆိုရင်ဘုံမတို့ပရိသတ်တွေအရေးခိုရမယ်။ဘာခိုရမလဲ။အဲ့တော့အရေးခိုရမယ်ဆိုတဲ့အခါကျတော့အရေးကိုဘာကြောင့်ခိုတဲ့နာလဲဆိုတဲ့အကြောင်းလေးကိုဒါလေးအရေးကြီးလို့ရှေ့ဥစွာပြောပြပါရစေဓမ္မပဒအဋ္ဌကထအာယုဝဒနာကုမာရဝုထုမှာတက္ကရာဇာကြီးဖွင့်ပြတဲ့မှတ်ချက်ကလေးအဲ့ဒါလေးသွားတွေ့ပြီးတော့တော်တော်လေးသတိထားမိသွားတယ်တခြားလေးနားထောင်ကြည့်အောင်ကိုဘဝနဲ့ပတ်သက်တယ်နော်ကိုရဲ့အသက်ရှင်သန်မှုနဲ့ပတ်သက်တယ်နော်ယေနာယေပညာသဝတ္တအာယုတံဝတ္တနိကံကုသလံကတံယေနာယေပညာသဝတ္တအာယုတံဝတ္တနိကံကုသလံကတံလူတယောက်သည်တဲ့အသက်50နေရမယ်ကုသိုလ်ကံပြုခဲ့ပါတယ်အသက်ဘယ်လောက်နေရမယ်ကုသိုလ်ကံကံတရားရဆိုလို့ရှိရင်သူဒီအသက်50နေရမယ်ကံပါလာတယ်ဒါပေမဲ့လည်းပဲပိစဝိတတိဝတ္တကလိသတ္တဇီဝိတန္တရာယောဥပ္ပေဇေယအသက်50နေရမယ်ကံပါလာတော့ညလည်းပဲအဲ့ဒီအသက်50မရောက်ကမှဆိုကြပါစို့အသက်အစိမ်းလောက်မှာအသက်ကိုအန္တရာယ်ပြုတ်တတ်တဲ့ပရိသတ်ရေဘေးရန်တွေပေါ်လာနိုင်တယ်တစ်ချိန်ချိန်မှာပေါ့ပေါ်နိုင်လားမပေါ်နိုင်ဘူးလားအဲ့ဒီလိုပေါ်လာတဲ့အခါကျရင်အသက်50နေရမယ်ကံရှိတော်ညာလည်းပဲဈာကနှောက်ယှက်ဖြစ်စည်းတဲ့ဘေးရန်တွေအန္တရာယ်တွေနဲ့ကြုံပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကတတန်းမစေ့ခင်မှာပဲတည်သွားနိုင်တယ်ပရိသတ်ရေကြောက်စရာကောင်းလားမကောင်းလားအဲ့ဒီလိုသက်တမ်းမစေခင်ကြာရောက်လာတဲ့ဘေးရန်တွေကိုကာကွယ်နိုင်တဲ့နီလန်ရှိအဲ့ဒါကိုမြတ်စွာဘုရားဟောတယ်အဲ့ဒီအတွက်အရေးနှစ်ပါးတန်ဖိုးထားဘာနှစ်ပါးတန်ဖိုးထားအဲ့တော့ပရိသတ်ရေဇလန်းလေးကိုအရင်စပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားလက်ထက်တုန်းကဒီဂာယုဆိုတဲ့သရုသားလေးတယောက်ရှိခဲ့တယ်အသက်120ရှိတယ်အသက်ဘယ်လောက်ရှိအာယုဝဒနာကုမာရလို့လည်းခေါ်တယ်အသက်တိုးသွားလို့တဲ့သူကအာယုကအသက်ဝဒနာကတိုးသွားတာအမှန်တကယ်ဆိုလို့ရှိရင်အဲ့ဒီကလေးလေးဟာအသက်120ရှိဘူးအကြောင်းမရှိဘူးတဲ့ငငယ်နဲ့သေဖို့အကြောင်းရှိတယ်သူကသူရဲ့ငယ်ဘဝဇလန်းလေးကိုကြည့်လိုက်တဲ့အခါကျတော့သူနဲ့သူ့အမေအဖေပုံနာကြီးလင်မေယာဒီဂါယုကလေးလေးတမ္ပိတဖ3ယောက်သူတို့ကပရိသတ်ရေမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဖြစ်နေကြရတော့ညာလည်းပဲဟောဒီမိသားစုလေးကတော့သာသနာတော်ကိုကြည်ညိုတဲ့သူတွေတော့မဟုတ်ဘူး
သာသနာပအယူကိုယူတဲ့သူတွေပေါ့တနေ့တော့တဲ့သာသနာပအကျင့်ကိုကျင့်နေတဲ့သူ့အဖေပုံနာကြီးရဲ့မိတ်ဆွေဖြစ်တဲ့သာသနာပယဟန်ဆရာရောက်လာတဲ့အချိန်မှာသံမေတ္တပ3ယောက်သွားပြီးတော့သူတို့ကြီးညိုကိုးကွယ်တဲ့သာသနာပယဟန်ဆရာကိုသွားကြော့အဲဒီလိုကြော့တဲ့ကံမှာတဲ့ဒီကယုသရောသားလေးရဲ့အဖေဖြစ်တဲ့ပုံနာကြီးကြော့တဲ့ကံမှာလည်းပဲအဲ့ဒီသာသနာပယဟန်ဆရာကအသက်ရှည်ပါစေလို့ဆုပေးတယ်ဒီကယုသရောသားလေးရဲ့အမေပုံနေမကြီးကြော့တဲ့အခါမှာလည်းပဲအဲ့ဒီသာသနာပယဟန်ဆရာကအသက်ရှည်ပါစေလို့ဆုပေးတယ်ဒီကယုကလေးလေးကြော့တဲ့အခါကျတော့ပရိသတ်ရေဘာဆုမှမပေးဘူးဒါနဲ့ပုံနာကြီးကမေးတယ်အရှင်ဘုရားတပည့်တော်တို့ကြော့တော့အသက်ရှည်ပါစေလို့ဆုပေးတယ်သားလေးကြော့တော့ဘာဖြစ်လို့ဆုမပေးတာလဲဗျာအရိကမသာသနာ့ဘာယံဆရာကနေပြီးတော့သင်တို့ရဲ့သားလေးမှာအသက်အန္တရာယ်ရှိတယ်ပရိသတ်ရေဒီဃာယုကလေးလေးမှာဘာအန္တရာယ်ရှိလဲတူရီတော်သားလေးတဲ့အသက်အန္တရာယ်ရှိတယ်လို့လည်းကြားလိုက်ရောပရိသတ်ရေတဲ့ရင်ထဲမှာတိတ်ကနေပြစ်သွားမနေနိုင်သာသမီရဲ့ဘောမှာအနိုင်မဲ့ချစ်တဲ့ချစ်ချင်းမေတ္တာတရားကြောင့်အမေရေဘေရေဆိုတာသာသမီရဲ့ဘောမှာအသက်အန္တရာယ်မဆိုတာပြီးမလေးချင်းလေးရင်လေးကြိုက်တာနားတာတော်မှာပဲမနှစ်သက်ပါဘူးမှန်ရလားကြီးမားတဲ့ကရုဏာတရားတွေမရှိဘူးလားသားလေးရဲ့ဘောမှာအသက်အန္တရာယ်ရှိတယ်လေကြောက်ချက်ချင်းပဲအရှင်မယားတဲ့တပည့်တော်တို့သားလေးရဲ့ဘောမှာအသက်အန္တရာယ်ရှိတယ်လို့ဆိုတော့အရှင်မြတ်အဲ့ဒီအသက်အန္တရာယ်ကိုကာကွယ်နိုင်ပါသလားဗျာအဲ့တော့သာသနာ့ဘာယံဆရာကအေးကွာတဲ့အသက်အန္တရာယ်ရှိမှန်းတော့သိတယ်ငါတော့မကာကွယ်နိုင်ဘူးတဲ့ဒါဆိုလို့ရှင်ရှင်ဘုရားမကာကွယ်နိုင်ရင်ဘယ်သူများတပည့်တော်တို့တန်လျရဲ့ဘောမှာကြာရောက်နေတဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်ပါသလဲအရှင်ဘုရားလို့မေးတဲ့အခါကျတော့သာသနာ့ဘာယဟန်ဆရာသည်သာသနာ့ဘာအကျင့်ကိုကျင့်နေသူညာလည်းပဲသူရဲ့စစ်မှန်တဲ့ယောသားဖြောင့်မတ်တဲ့စိတ်ကပရိသတ်ရဲ့လမ်းကောင်းကိုညွှန်ပြတယ်ပေါ့နော်ဒီယောသားတဲ့စိတ်လေးကတော်တော်အရေးကြီးတယ်အေးတဲ့ကာကွယ်နိုင်တဲ့နိလငါမသိပေမဲ့လေကွာတဲ့ဂေါရမအမည်ရှိတဲ့မြတ်စွာဘုရားဆိုတာရှိပါတယ်အဲ့ဒီမြတ်စွာဘုရားတန်ကိုသွားပြီးတော့မေးမြန်းလျှောက်ထားမယ်ဆိုရင်တော့သင်တို့သားလေးရဲ့ပေါ်မှာကြာရောက်နေတဲ့အသက်အန္တရာယ်ကာကွယ်နိုင်တဲ့နိလကိုသိနိုင်ပါလိမ့်မယ်သူမလုံးနိုင်တာကိုမလုံးနိုင်ဘူးလို့ရိုးရိုးသားသားပြောတယ်နော်အဲ့ဒါသိရေးကြည့်တာရိုးသားတဲ့စိတ်ကပြီးတော့ပရိသတ်ရေမြတ်စွာဘုရားကိုသူဒီမကြည်ညိုသူမြတ်စွာဘုရားရဲ့အကျင့်ကိုကျင့်သူမဟုတ်တော်ညာလည်းပဲရိုးရိုးသားသားဖြောင်းဖြောင်းမမပဲငါတော့မတတ်နိုင်ဘူးကွာတဲ့ဂေါရမအမိရှိတဲ့မြတ်စွာဘုရားတော်ရှိတယ်အဲ့ဒီမြတ်စွာဘုရားတန်သွားပြီးတော့မင်းလျှောက်တမ်းမယ်ဆိုရင်တော့အသက်အန္တရာယ်ကာကွယ်နိုင်တဲ့နိလန်ကောင်းရတယ်လမ်းကောင်းလမ်းမှန်ကိုပြတယ်ဆရာကြီးမှာအဲ့ဒီစိတ်ဓာတ်သိရေးကြည့်တာနော်အဲ့တော့ပုံနာကြီးကအရှင်ဘုရားတပည့်တော်တို့ကသာသနာ့ဘာအယူသာသနာ့ဘာအကျင့်ကိုကျင့်တဲ့သူအဲ့တော့မြတ်စွာဘုရားတန်သွားရမယ်ဆိုတဲ့အပိုင်းမှာကြတော့အကြောင်းတွေမျိုးမျိုးရှိနိုင်တာပေါ့နော်သူတို့ရဲ့ကျင့်ရတဲ့အကျင့်ပိုင်းဆိုင်ရာတခြားကဲ့ရဲ့မဲ့ဘေးရန်တွေအများကြီးပေါ့လေတွေးနေတော့အဲ့တော့သာသနာ့ဘာယန်းဆရာကပြောတယ်ပုံနာကြီးတဲ့သင်ရဲ့သားလေးရဲ့ပေါ်မှာတကယ်ချစ်ချင်းမေတ္တာတရားရှိရင်တဲ့ဂေါရမမြတ်စွာဘုရားတန်ရောက်အောင်သွားပါတဲ့ဒါနဲ့သူတို့ကြီးညိုကိုးကွယ်တဲ့သာသနာ့ဘာယန်းဆရာကတိုက်တွန်းတာနဲ့ပဲအဲ့ဒီဃာယုသရောသားလေးရဲ့ဖခင်ပုံနာကြီးနဲ့မိခင်တို့ဟာတဲ့ဒီဃာယုကလေးလေးကိုခေါ်ပြီးတော့သားလေးရဲ့အပေါ်မှာအနိုင်မဲ့ချစ်ချင်းမေတ္တာတရားနဲ့အသက်ဘေးကလွတ်မြောက်ပါစေဆိုပြီးတော့အဲ့ဒီကာကွယ်နိုင်တဲ့နိလန်ရဖို့ရန်အတွက်ဆိုပြီးတော့မြတ်စွာဘုရားတန်ကိုရောက်လာတယ်မြတ်စွာဘုရားကတော့သိတာပေါ့နော်မြတ်စွာဘုရားသခင်ကိုယ်တော်ရှင်မြတ်ခြေတန်းရောက်တဲ့အခါမှာတဲ့
ဘုံနာကြီးနဲ့ပုံနေမှာတို့ကြောတဲ့အကမ္မမြတ်စွာဘုရားသခင်ကိုရောရှင်မြတ်ကြီးကအသက်ရှည်ကြပါစေလို့ဆုပေးတဲ့ဒီကယုတရောသားလေးကြောတဲ့အခါကြတော့တဲ့မြတ်စွာဘုရားသည်ဘာဆုမှမပေးဘူးတဲ့စိတ်စိတ်နေတော်မူတယ်ဖြစ်ရကတူသွားပြီဆိုတော့ကသူတို့ကိုယ်ကိုယ်ကြီးရိုတဲ့သာသနာ့မယန်းဆရာတော်ကလည်းပဲဆုမပေးဘူးနော်သူတို့ရဲ့သားလေးကိုအခုမြတ်စွာဘုရားကလည်းဆုမပေးဘူးဆိုတော့ဟာတကားတော့တကယ်ကိုပဲမှန်ကန်သွားပြီအဲ့တော့ပုံနာကြီးကလျှောက်တယ်မြတ်စွာဘုရားတပည့်တော်တို့ကြောတော်သက်ရှိကြပါစေလို့ဆုပေးတဲ့သားလေးကြောတော်ဘာဖြစ်လို့ဆုမပေးတာလဲဘုရားအရိကမမြတ်စွာဘုရားသခင်ကိုရောရှင်မြတ်ကြီးကပုံနာကြီးတဲ့သင်တို့ရဲ့သားလေးမှာအသက်အန္တရာယ်ရှိတယ်ပရိသတ်ရဲ့ဒီကရုပ်ကလေးလေးမှာဘာအန္တရာယ်ရှိလဲဒီဝိတော်တို့ရဲ့သားလေးမှာအသက်အန္တရာယ်ရှိပါတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားအဲ့ဒီအသက်အန္တရာယ်ကိုကာကွယ်နိုင်တဲ့နိလန့်သိပါသလားဘုရားအဲ့ဒီနိလန့်ကိုညွန်ပြနိုင်ပါသလားဘုရားအဲ့လိုပုံနာကြီးကလိုလိုလတ်လတ်မေးလျှောက်တဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောရှင်မြတ်ကြီးကသာဇေတောအတ္တနောကေယဒွါရိမန္တပံကာရတဝတတ္တမေဇေပိတိကံကာရတဝဓမ္ပရိကိဗ္ဗနောဓဝသောလတဝအာသနာနိပညေပိတဝတေတုမမသဝကေနိတိတပိတဝတတ္တဟန္တိရန္တရံပရိဒံကာတောသေကုဏိယတိဧဝမတ္တအန္တရာယောနတ္တိယတိဘုန်းတော်ကြီးတဲ့သင်္ကရေစွမ်းနေမယ်ဆိုလို့ရှိရင်အိမ်ကိုပြန်သင်အိမ်တကားဝမှာတဲ့မန္တငယ်လေးတစ်ခုစောက်ပါတဲ့တန်ခါ8ပါးသို့မဟုတ်16ပါးသတင်းသုံးလို့ရတဲ့မန္တငယ်လေးစောက်အဲ့ဒီတန်ခါ8ပါးသို့မဟုတ်16ပါးသတင်းသုံးလို့ရတဲ့နေရာလေးတွေပြီးသွားရင်အလဲကောင်းမှသင်ရဲ့သားလေးနေဖို့အတွက်နေရာလေးတစ်ခုစီမံတာပြီးသွားရင်ငါဘုရားရဲ့တပည့်သာဝကတွေကိုပင်ပြီးတော့9ရက်ပရိယွတ်ပါပရိသတ်ရဲ့ဘယ်နှရက်ပရိယွတ်အရေး2ပါးတန်ဖိုးထားဗတ္တရားအရေးခိုးခိုင်းတော့မှာအဲ့ဒီလိုမျိုးငါဘုရားရဲ့တပည့်သာဝကတွေကိုပင့်ပြီးတော့9ရက်ပရိရွတ်မယ်ဆိုရင်ကတော့ဖြင့်သင်သားလေးရဲ့အပေါ်မှာကြာရောက်နေတဲ့အသက်အန္တရာယ်ပဲပြောင်းနိုင်ပါတယ်သင်စွမ်းနိုင်မယ်ဆိုလို့ရှိရင်ပြုလို့ဆောင်ရွက်ပါပေါ့နော်ဘာဖြစ်လို့လဲ तू ကအခုမှသားလေးကိစ္စကြောင့်ဘုရားစီရောက်လာတာမဟုတ်လားငကိုယ်တော့ကတော့သာသနာတော်ကိုကြီးညိုတဲ့သူတော့မဟုတ်သားလေးပေါ်မှာချစ်ချင်းမြတ်တာကြောင့်သာရောက်လာရတာအဲ့လိုမြတ်စွာဘုရားကမိန့်တော်မူတဲ့အခါမှာမလုတာနဲ့ဇာရင်ပြုလို့ဆောင်ရွက်တာကအကျိုးဖြစ်တွန်းနိုင်တဲ့ကောင်းကျိုးရနိုင်တဲ့ဆိုပြီးတော့ချက်ချင်းပဲအိမ်ပြန်သွားပြီးတော့ပရိသတ်ကြီးမြတ်စွာဘုရားလမ်းညွှန်တဲ့အတိုင်းမန္တငယ်လေးဆောက်တန်ဃာတော်8ပါး17ပါးတရင်သွန်လို့ရတဲ့နေရာလေးကိုဖန်တီးပြီးမြတ်စွာဘုရားမိန့်ကြားတော်မူတဲ့အလုံးပြီးသွားတဲ့အခါမှာမြတ်စွာဘုရားတန်ရောက်လာပြီးတော့တပည့်တော်များနေရာတကင်းစီမံပြီးပါပြီဗျာမြတ်စွာဘုရားရဲ့တပည့်သာဝကများကိုပင့်ပါတယ်ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကတပည့်သာဝကသံဃာတော်တွေကိုလည်းဆေလွတ်ပြီးတော့9ရက်ပြည့်ချီးမြှင့်ဖို့ရအတွေ့မြတ်စွာဘုရားမိန့်ကြားတော်မူမြတ်စွာဘုရားမိန့်ကြားတော်မူတဲ့အတိုင်းမြတ်စွာဘုရားရဲ့တပည့်သာဝကသံဃာတော်တွေဒီဃာယုသရုသားလေးရဲ့အသက်ဘေးရန်အန္တရာယ်တွေပဲပြောင်းနိုင်မှုရအတွက်ဆိုပြီးတော့စီမံထားတဲ့နေရာမှာတရင်သုံးပြီးတော့ဒီဃာယုကလေးလေးကိုအလဲကောင်းမှထားပြီးတော့9ရက်နေရောညင့်ရောပရိတရားမြတ်ရွတ်ပွားတော်မူတယ်ပရိသတ်ရေဘယ်နှရက်ရွတ်လဲအဲ့တော့ဒီနေရာလေးမှာဘုံဘုံတို့သတိပြုစေရာကဘေးရန်အန္တရာယ်တွေကြာရောက်လာတဲ့အခါမှာအရေးကြီးရင်ကြီးတယ်လို့တဲ့ပရိတရားတော်တွေကိုရွတ်ပွားတာနာကြတာကိုလေးလေးနက်နက်သေးသေးချာချာလုပ်ဖို့လိုအပ်လားမလိုအပ်ဘူးလားအခု9ရက်သေးသေးချာချာလုပ်ပါဘေးတရားနာမဲ့ကလေးလေးကိုလည်းပဲအလဲကောင်းမှထားပြီးတော့ဘေးကဝိုင်းပြီးတော့နေရောညရောအဲ့ဒါရွတ်ရတယ်ဒါကြောင့်ပရိသတ်ရေဘေးတရားတော်တွေဆိုတာဟာမြတ်စွာဘုရားကိုယ်တိုင်ရွတ်ပွားတရစေဖို့ရန်အတွက်စီမံတော်မူတဲ့လမ်းညွှန်တော်မူတဲ့
ချင်းမြင့်ခိုင်းတော်မူတယ်အဒီလိုဒီကယုသရောတန်လီတန်ဃာတော်ရှင်မြတ်တွေကြွရောက်ပြီးတော့ပိဋကတရားတော်တွေရုပ်ပွားတရစေပြီးတော့နေတာဖြစ်သည့်အတွက်ကြောင့်သူ့အပေါ်မှာကြာရောက်လာတဲ့အန္တရာယ်မကြာရောက်နိုင်ဘူး9 ရက်မြောက်တဲ့အခါကျတော့ပရိသတ်ရဲ့ညနေချအချိန်ကာလမှာမြတ်စွာဘုရားသခင်ကိုရောရှင်မြတ်ကြီးကိုရောတိုင်းတဲ့ကြွတော်မူလာပြီးတော့တညလုံးမြတ်စွာဘုရားပိဋကတရားမြတ်ရုပ်ပွားချီးမြှင့်တော်မူတယ်အဲ့တော့ပရိတရားတော်တွေဆိုတာပရိသတ်ရဲ့တဲ့ရုပ်ပွားနိုင်မှုရတဲ့မြတ်စွာဘုရားသည်လမ်းညွှန်တော်မူသလိုပဲကိုယ်တိုင်လည်းပဲမြတ်စွာဘုရားကိုယ်တိုင်လည်းပဲပိဋကတရားတော်တွေရုပ်ပွားတယ်အဲ့တော့တရားချစ်ခင်သူတော်စင်ပေါင်းတို့မမြင်အပ်တဲ့ဘေးရန်တွေမြင်ရတဲ့ဘေးရန်တွေအန္တရာယ်တွေကင်းဖို့တဲ့ပိဋကတရားတော်တွေရိုးရမလားမရိုးရဘူးလားမိမိတို့ရတဲ့ပိဋကတရားတော်တွေကိုနေ့စဉ်ရုပ်ပါကိုမရတဲ့ပိဋကတရားတွေရှိရင်လည်းပဲပရိသတ်ပရိသတ်ရေပိဋကတရားတော်တွေကိုအလွယ်တကူနာယူနိုင်တဲ့အခွင့်အလမ်းတွေရှိလားမရှိဘူးလားဒီဘေကပိဋကတရားတွေလားဖွင့်ပေးရတယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းလေးထဲမှာအဲ့ဒီပိဋကတရားတွေထည့်ထားဗိရိယန်ဒီအန္တရာယ်တွေဆိုတာကမမျှော်မှန်းတဲ့နေရာကမထင်မှတ်တဲ့အချိန်မှာပေါ်လာနိုင်တယ်မှန်လားပရိသတ်ရေဩမြတ်စွာဘုရားကိုယ်တိုင်ကြွရောက်ပြီးတော့ပိဋကတရားတွေချီးမြှင့်တာဆိုတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့တောင်းတိုင်စัจ java လကတကူကြီးတဲ့နတ်တွေလည်းရောက်လာတယ်တဲ့အဲ့တော့ပရိသတ်ရေဒီကယုကလေးလေးရဲ့အပေါ်မှာဘာအန္တရာယ်ကြာရောက်နေတာလဲလို့ဆိုတဲ့အခါကျတော့သူ့ကိုစားဖို့အတွက်ဆိုပြီးတော့အဝရုဒ္ဓကဘေလူကစောင့်9 ရက်ပရိရွတ်တယ်ဆိုတော့ပရိသတ်ရေပရိစရွတ်တဲ့နေ့ကစားပြီးတော့9 ရက်မြောက်တဲ့နေ့မှာဒီကလေးကအစားခံရမယ်နေ့အဲ့ဒါကြောင့်9 ရက်ပရိရွတ်တာယခုသံဃာတော်တွေကလည်းပဲ9 ရက်ပရိရွတ်နေတာဖြစ်တဲ့အတွက်အနာကိုဘလို့မှကတ်လို့မရအောင်9 ရက်အတွင်းမှာ9 ရက်မြောက်တော့စားမယ်ဆိုတော့လည်းပဲမြတ်စွာဘုရားကိုယ်တိုင်ကြွပြီးတော့ပိဋကတရားတော်တွေရုပ်ပွားနေတဲ့ဘုရားကိုကြည်ညိုတဲ့တကူကြီးတဲ့နတ်တွေရောက်လာသည့်အတွက်ကြောင့်လည်းပဲအဝရုဒ္ဓကဘယ်လိုအနာကိုဘယ်လိုမှမကတ်နိုင်ဘဲနဲ့ပရိသတ်ရေ9 ရက်ကျော်သွား10 ရက်မြောက်သွားတဲ့အခါကျတော့အဲ့ဒီကလေးကိုစားနိုင်တဲ့အခွင့်အလမ်းသူ့မှာမရှိတော့ဘူးအဲ့ဒီအခါကျတော့မှ10 ရက်မြောက်ရောက်တဲ့အခါကျတော့မှဘုန်းကြီးလင်မယားသူတို့ရဲ့သားလေးကိုခေါ်ပြီးတော့မြတ်စွာဘုရားကိုကြော့စီပါတယ်အဲ့ဒီကံကြတော့မှဘုရားရှင်ကိုရောမြတ်ကြီးကဆုပေးတယ်အသက်ရှည်ပါစေလို့ဆုပေးတော်မူတယ်အဲ့လိုမြတ်စွာဘုရားအသက်ရှည်ပါစေလို့ဆုပေးတဲ့အခါမှာဘုန်းကြီးကနေပြီးတော့မြတ်စွာဘုရားတပည့်တော်တို့ရဲ့သားလေးအသက်ဘယ်လောက်ရှည်မှာပါလဲဘုရားအဲ့ဒီလိုမိတော်မြတ်စွာဘုရားကဘုန်းကြီးတဲ့သင်တို့ရဲ့သားလေးအသက်ဘေးရန်ကလွတ်မြောက်သွားပြီအသက်120ရှိပရိသတ်ရဲ့အသက်ဘယ်လောက်ရှိဟောပြောတော့မယ်နော်အစောတုန်းကဘုံဘုံပြောခဲ့တဲ့စကားလေးလူတယောက်သည်အသက်50ရှိရမယ်ကုသိုလ်ကံပါလာတယ်ကံတရားအရာပြောရင်အသက်ဘယ်လောက်ရှိမလဲဒါပြင်မဲ့လည်းပဲအသက်အစိတ်လောင်ပါတယ်အဲ့ဒီအသက်ဘေးကိုအန္တရာယ်ပြုနိုင်တဲ့ဘေးရန်တွေပေါ်လာရင်သိနိုင်လားမသိနိုင်ဘူးလားအေးအဲ့ဒီလိုဈာပြန်နောက်ရှက်တတ်တဲ့အသက်ဘေးရန်အန္တရာယ်တွေကိုဘေကုသူကကာကွယ်နိုင်ပါတယ်လဲဆိုရင်သောဘိဝရဏသီလတယပဋိပတ္တံပတိအဲ့ဒီလိုမျိုးပရိသတ်ရဲ့ဈာပြနောက်ရှက်တတ်တဲ့အသက်ဘေးရန်အန္တရာယ်တွေကိုတဲ့အသက်သေကဂုံဝါကြီးမာတဲ့ပုဂ္ဂိုလ်တွေကိုယူသည်မဲ့လေးစားမဲ့ရှ िख ိုးမဲ့ကြော့မဲ့အသက်သေကဂုံဝါကြီးမာတဲ့ပုဂ္ဂိုလ်ရဲ့မေတ္တာအရေးမှခူမဲ့ဆိုလို့ရှိရင်အဲ့ဒီအသက်ဘေးရန်အန္တရာယ်တွေကကင်းလွတ်နိုင်ပါတယ်အဲ့ဒီဘေးရန်တွေငြိမ်းနိုင်ပါတယ်အရေး2ပါးအရေးဘယ်နှပါးဘုံရိပ်နဲ့ကံရိပ်ပရိသတ်ရိပ်ပါအရေးနဲ့ပါရိပ်
အေးဘယ်နှပါလဲဘာနဲ့ပါအခုဒီဃာယုသရောသားလေးအသက်ဘေးရန်ကလွန်မြောက်သွားတာပရိသတ်ရေဘုံရိတ်ခိုးလို့ဘာရိတ်ခိုးလို့ဖရာအရေးမကိုရဘူးလားတရားအရေးမကိုရဘူးလားတန်ခါအရေးမကိုရဘူးလားဒါကြောင့်ညီတို့နှမတို့အားလုံးဘုံတို့တရားကျင့်ခင်သူတော်စင်တို့အားလုံးမိမိတို့အသက်ရှင်သန်နေရတဲ့ဘဝမှာသက်တမ်းစေနေပြီးတော့အသက်ရှိရှိချမ်းချမ်းမာမာချမ်းချမ်းသာသာနဲ့နေခြင်းရင်ဘုံရိပ်ခိုရမယ်နံပါတ်1ဘာရိပ်ခိုရမလဲအဲဒီလိုဘုံရိပ်ကိုခိုဖို့ရန်အတွက်ဆိုလို့ရှိရင်မိမိတဲ့အသက်တွေကဂုဏ်ဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုယူသေးရလားမယူသေးရဘူးလားလေးစားရလားမလေးစားရဘူးလားကိုယ့်တဲ့အသက်တွေကဂုဏ်ဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုယူသေးလေးစားရင်အဲ့ဒီပုဂ္ဂိုလ်တွေတန်ကမေတ္တာတွေရလားမရဘူးလား